ရှင်းမှဆိုရှင်းမထားဘူးတော့ခုရတာလည်းခက်တယ်ဒီမှာနှလုံးသုံးလုံးသီးတာနဲ့တူတယ်ဒီမှာတစ်လုံးကမှဲ့ပြီးကျွေးသွားတာပူပြီဒီမှာကိုကနှလုံးဘူးတာကျောက်ကသုံးလုံးဘူးရပါပြီရှင်ဒီချိုမောခါဆောင်းနေတယ်ဟာဆောင်းနေလေလေရှောက်တိတကားတော့တုတ်ဆောင်ကိုကအရှင်းစားနိုင်လို့လားငါပြီးတော့လည်းတုံကျွင်စားနိုင်ပါလေဟာအဲ့လိုဆိုခူးရုံမဲ့တော့ဒီမှာကြအကြီးတွေဒီမှာကပူကြီးဟာဒီလိုခုကိုဒီလိုရှောက်တိကလေချင်းထားကလေးပါတော့ကြတဖုံးကျမကြီးလည်းကောင်းတယ်မင်းတို့ကတော့ဒီရှောက်တိလေးခူးပြီးအိမ်ကြငပိတောင်းလေးနဲ့တို့စားရတာပဲဒီမှာနှလုံးသုံးလုံးသီးတာနဲ့တူတယ်ဒီမှာတစ်လုံးကမှဲ့ပြီးကျွေးသွားတာဒီမှာလည်းတစ်လုံးပင်လေးခြုံရှင်းမှဆိုရှင်းမထားဘူးတော့ခုရတာလည်းခက်တယ်ငါလည်းအလုပ်ရှားကြရင်ရှင်းမယ်နဲ့အဲ့ဒါခုတည်းကမရှင်းပြလို့ဖြစ်နေလို့အာယူပဲအမဲ့ပြီးကိုကျွေးကုန်တော့အာယူပါဟောဒီအောက်ဒီမှာဒီမှာရှင်းမှာတော့ခဏတော့ခဏကြီးဟိုအစင်းနေဟောဟိုမှာပူပြီဒီမှာကိုကနှလုံးဘူးတာကျောက်ကသုံးလုံးဘူးဟောနေငါလည်းသားသွားရင်ငါနှလုံးဘူးတွေ့တာဒီနားတော့ပြောင်းရှိတယ်ဒီနားမခူးနဲ့ဟာဟဲမနိုးဟာဒီမှာအေးအုံသားကြီးလေးစိတ်မကြသေးဘူးကြောက်မြင်မှုဒါပြီးတော့မကောတင်နဲ့ငပိတောင်းလေးနဲ့တုတ်တာကတုတ်ကလေးလှုပ်တာကလှုပ်ဟာမလေးကိုဒီလောက်စားခြင်းနဲ့လေအိမ်ကြမှာကိုသမီးတွေရှယ်စားရခိုင်ငပိတောင်းနဲ့ကိုတန့်တုတ်ခိုင်ပေးဦးမှာကောင်းတယ်ချင်းကန်စကလေးငါတော့ကြိုက်တယ်ကြက်ပောင်လေးနှစ်ဖို့အတွက်ကြက်ပောင်ကိုအရေကွန်ချွတ်ဓာလေးနဲ့မှုန်းပြီးတော့ငန်းမြာရီစားမဆလာနိုင်လေးနဲ့အရသာနယ်ပေးလိုက်ပါမယ်အရသာလေးနှက်ပြီးပြီဆိုရင်တော့ဟင်းနှစ်ကလေးထောင်းထားလိုက်ပါမယ်စီပူလာပြီဆိုရင်တော့ထောင်းထားတဲ့ဟင်းနှစ်လေးထည့်စီတက်ပြီးဟင်းအနှစ်လေးမှုေးလာပြီဆိုမှအရသာနှက်ထားတဲ့ကြက်သားလေးတွေထည့်ပြီးတော့မှုေးပေးလိုက်ပါမယ်ကြက်ပောင်လေးတွေကိုတင်းနေအောင်စီတက်ပြီးပြီဆိုရင်တော့ရေနွေးလေးမြုပ်အောင်ထည့်ပြီးတော့နူးအောင်တည်ထားပေးလိုက်ပါမယ်အမရေရှယ်သားမနေ့ကဒုတိယလူကိုပဲခဲ့ရဒုတိယနှစ်တွဲညီမလေးက၄တွဲရခဲ့အေးဘောခုမှအသေးထွက်တာဆိုတော့လူဝဲမှာပေါ့ဟုတ်တယ်ဒီနေ့လေးရောက်ပြီဆိုရင်တော့ကြက်ပောင်မဆလာနဲ့မှုမွေးလေးရပါပြီအခုကတော့လေဒီရှေးစားရခိုင်ငပီတောင်းလေးနဲ့ဒီရှောက်တီးတုတ်ကိုချင်းကန်ဆက်ကလေးတုတ်လို့ရှေးစားကြတော့လေရင်တော့ကဒီစပြင်းလန်ငပီတောင်းဆိုပြီးတော့အနီအောင်ထုတ်ကလေးထွက်တာအခုဒီရှေးစားရခိုင်ငပီတောင်းကကြတော့အခုမှအသေးထွက်တာပေါ့ဒီအထောက်ပေါ်မှာကြတော့လေရခိုင်မှာလေးဒီငပီထောင်းနေတဲ့ပုံလေးလည်းပါတယ်ဒီရှေ့စားရခိုင်ငပီတောင်းကိုကြတော့အခုလိုမျိုးရှောက်တီးတုတ်လို့ပြီးလို့ရှိရင်ဟိုငနီတူကိုလေရခိုင်တုတ်ကလေးတုတ်တာလို့မှလည်းထည့်ထားလို့ရတယ်ဒါမှမဟုတ်လို့ရှိရင်ထမင်းဖြူလေးနဲ့ဒီရခိုင်ငပီတောင်းလေးထည့်နေပြီးတော့ကြတော့ငပီထမင်းတုတ်လည်းလုပ်စားလို့ရတယ်ခင်းထဲမှာလည်းထည့်ချက်လို့ရတယ်ပြီးတော့ဒီရှေ့စားရခိုင်ငပီတောင်းဆိုတော့လေသူ့ရတာဆက်လေးဆိုတော့ကြတော့တိုးပြရည်နဲ့လည်းတွဲစားလို့ရတယ်ရှောက်တီလေးတုပ်ဖို့အတွက်ကိုတော့ဂေါ်ဖီကြက်သွန်နီပါပါနှီးထားတာရှောက်တီရေဘဲလော်ထောင်ကလဘဲအကျက်မုံငန်းမြာရည်နဲ့ငရုတ်တီးတို့အရင်ထည့်ပေးလိုက်ပါတယ်ရှောက်တီးကကြတော့လေအလုံးကြီးတစ်လုံးကိုမြင်ထားရဆိုတော့ဒီရှယ်စားရခိုင်ငပီတောင်းလည်းဆိုတော့3တုပ်လောက်သုံးလိုက်ပြီးရင်တော့ရှယ်စားရခိုင်ငပီတောင်းတုပ်လေးထည့်ပေးလိုက်ပါမယ်ဒါတော့သူ့တုပ်တဲ့ဒီလိုရှောက်တီးတုပ်ပုံစံမျိုးလေးကစီထည့်စရာမလိုပါဘူးနော်ဒါဆိုရင်တော့အရသာလေးနှံ့သွားအောင်တေးသေးချာလေးနေပေးလို့ရပါပြီ။မကြီးအနံ့တော်မွေးနေငါနည်းနည်းတော့မြည်ကျင်လာပြီ။မြည်ကြည့်ရတာကြိုက်မကြိုက်ပြီးရင်ပြော။ကတော့ဒီဆုံးကနေမျိုး။အကြိုက်ပဲလို့ဘယ်တော့မှပြောကြမလို့ဘယ်တော့မှပြင်ကြလို့တော့ကောင်းနေဟာခြေသားလေးခိုင်းပြီးတော့တော်တော်လိုက်တယ်။အဆက်ကောအငန်ရောလေသူကစောက်တိတုတ်ကိုပြီးရင်ရခိုင်ပါလေငနီတူတုတ်လေအဲ့လိုပဲဒီလိုကြက်သွန်လေးနဲ့ပဲတမယာဒီလေးနဲ့သူကနှိလိုက်တော့နောက်နေ့လည်းထပ်ပြီးလူဝဲထားလိုက်တော့အတုတ်တုတ်တာထည့်ဆောင်အမလီထိမိစကောင်ရခိုင်ငပိတောင်းဆိုတဲ့အတိုင်းပဲငမနေ့တော့လိုက်ချက်ပဲရှောက်တီးမြင်လေးတွေပေါက်ပြီးတော့အချင်းတက်ကလေးထွက်လာအောင်တေးသေးချာချာလေးနေပြီးပြီဆိုရင်တော့ရှောက်တီးတုတ်ကလေးရပါပြီကဲအတုံးမျိုးဆုံးလေးရပါပြီရှင်ကဲလွတ်ကြည့်လို့မပြောနဲ့တော့ဒီမှာရှယ်စားရခိုင်ငပိတောင်းထဲမှာတို့စီကတော့ဒီနေ့ငပိတောင်းနဲ့လိုက်အောင်လို့အခွားသီးရယ်ခါကျက်ဥရယ်ဒါပဲဆောင်ငါသီးပြုတ်ရယ်ရုံးမနီသီးပြုတ်ရယ်ညှစ်ပြုတ်ရယ်ခိမိစက်ကောင်းဖြစ်နေတာလေဒီထဲမှာသူကငရုတ်ကောင်းလဲပါငရုတ်သီးကလည်းဆက်လေးအဲ့ကြောင့်မလို့ခိမိစက်ကောင်းရှယ်စားရခိုင်ငပိတောင်းဖြစ်နေနားတော့တော်တော်ဆွဆောင်နေနော်
ချက်ရတယ်အားကြီးပါဟာဘာကစားကြောင်ဝဲရောက်နေတဲ့အတိုင်းပဲ အားကြီးချက်ပါဦးခေဒါကြက်ကောင်လေးနဲ့ထားတာဒါပဲလေးမျိုးလေးကြိုထားတာဒီနှစ်ခွက်ဒါရှင်းသားရခိုင်ကပြီးတော့နဲ့စောက်တိတုတ်ထားတာဒါကြတော့ရှင်းသားရခိုင်ကပြီးတော့ကိုဖောက်ထည့်ထားလိုက်ရုံပဲ ဟောအေးကျတော့ရခိုင်ကပီတောင်လေးနဲ့ချက်ပေါင်းနှစ်ကလေးနဲ့နားသာစားလိုက်ပါအောင်မယ်အားလုံးလည်းစားအောင်ဖိတ်ပါရနော် ဒီကြက်ကောင်တော့အပြင်စိတ်တဲ့ယူစားစောက်တိတုတ်လေးပဲဦးစားတယ် ဟောအေးဖေပြောရတာလေစင်ကစက်ကလေးကအေး အာမီး ဟာချက်ပေါင်းကြီးပါဟာ အမလေးဆက်တယ်တော့ကြက်ပေါင်လေးကြိုက်လောင်း